Hello ဒီနေ့ကတန်ကနေကြီးထွေးယူနေပါစီစာအုပ်လေးကို unboxing လုပ်မှာဖြစ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်ဒါမျိုး unboxing ဗီဒီယိုတွေမှာ voice over ထည့်တာရှားမယ်ထင်တယ်ပေါ့နော်။ဒါပေမဲ့ကတန်ကတော့အမှတ်တရဖြစ်ခြင်းတဲ့အတွက်ကတန်အတန်လေးနဲ့ဒီလိုမျိုးရိုက်ကူးလိုက်တာဖြစ်ပါတယ်။စာအုပ်လေးက New Year ပြီးကလေးကပို့လိုက်တာဆိုတော့ကတန်စီကိုရောက်တာနည်းနည်းတော့ကြာပါပြီ။ကတက်စီမာကဗီဒီယိုရိုက်ဖို့ဆိုပြီး equipment တွေတသက်မရှိဘူးပေါ့နော်အဲကြောင့်မလို့ဖုန်းကိုထားရတဲ့အတွက်ဒီလိုမျိုးစာရီပြောင်းပြန်ဖြစ်သွားလို့ကြည့်ရတာခက်သွားရင် sorry ပါနော်အရင်ဆုံးဒီ box လေးကနေစပြောမယ်ဆိုလို့ရှိရင်အဖြူအောင်ပေါ်မှာပန်းစီအောင်စလုံးလေးနဲ့ရေးထားပါတော့ဒါလေးကရိုးရိုးရှင်းရှင်းလေးနဲ့တော်တော်လေးလာရလို့ခံစားရပါတယ်အဲ့မှာကတန်က paper box ကိုအာဂျိုမန်တက်ဖောက်ပြီးတော့ပြလိုက်တာကစောက်ထိုးကြီးဖြစ်နေတာပေါ့နော်အဲ့နဲ့ပြန်လှည့်ပြီးတော့ပြန်ပြပါတယ်ကျမကနေအောင်ကောင်းတဲ့နေရာမှာ lighting ကောင်းနေဆိုပြီးထိုင်နေပြီမဲ့ပေါ့နော်ပတင်းပေါက်ကတန်းနေကြမလို့ပုံထွက်ကတော့အဲ့လိုမျိုးလေးဖြစ်သွားပါတယ်ရှင်အရင်ဆုံးအဲ့ဒီဥကက်လေးကနေပြီးတော့အရင်ကြည့်ကြပါမယ်ဒါလေးတွေကဘဲတတိကိုအမှတ်ရတဲ့အနေနဲ့စာညက်ကက်လေးကိုဘဲဥပုံစံလုပ်ခဲ့ရပါတော့တိုတယ်လီကတ်ပါပါတယ်တကယ်တော့ဒီပုံလေးတွေကပေါ့နော်နှစ်ပုံတွဲစီအတွဲလိုက်ကတန်လို့ဆွဲခဲ့တာပေါ့နော်အဲ့တော့စာအုပ်ထဲမှာတွဲစီ random ထည့်မယ်ပေါ့အစားအဲ့လိုစီစဉ်ထားတာဒီမှာဆိုလို့ရှိရင်ချင်းတိုင်းပုံလေးကလည်းနှစ်ပုံပါမယ်နောက်ပြီးတော့ဆရာရှမ်းရဲ့ပုံလေးကလည်းနှစ်ပုံပါမယ်ပေါ့ဆရာရှမ်းထပ်ပိုင်ရဲ့ပုံမှာဆိုလို့ရှိရင်ဒါအရန်ချီရဲ့ဆရာရှမ်းထပ်ပိုင်နဲ့အသေးကွဲပြီးတော့ဝန်းနေနေတဲ့ဆရာရှမ်းထပ်ပိုင်ဆိုပြီးတော့เนาะအရန်ကိုပျော်ပြောင်းသွားတဲ့ဆရာရှမ်းထပ်ပိုင်ဆိုပြီးမျိုးနှမျိုးပေါ့အဲ့တော့ချင်းတိုင်းပုံမှာဆိုလို့ရှိရင်လေဒါအချီယူလေးချင်းတိုင်းနဲ့ဒီဘက်ကတော့ဒါကိုကိုပြန်ပြီးတော့ပညာပြမယ်ချင်းတိုင်းပေါ့เนาะအဲ့မှာဒါနောက် after ပေါ့เนาะဒီဘက်ကပန်းရောင်လေးနဲ့အတွဲရကြ before ပေါ့เนาะအဲ့လိုမျိုးလေးကတည်းကဆွဲခဲ့တာဖြစ်ပါတယ်artist ကလည်းအရန်ကိုတော်ပါတယ်ဒါကတန်လိုချင်တဲ့ပုံလေးကွက်တီရရပေါ့နော်အဲ့တော့ပုံလေးရချစ်စရာလေးစောက်ထဲမှာပါသွားတဲ့တက်လေးအများကြီးဝန်တာပါတယ်ဆိုတော့ကတန်တို့တွေစောက်လေးကို unboxing ဆက်လုပ်ကြမယ်ပေါ့နော်အဲ့မှာမလုပ်ခင်မှာကျမကဘာပြောင်းနေလဲဆိုတော့အဲ့ photo card တွေပြောင်းလို့ဆိုပြီးတော့ like ရှာနေရမှာ Holland Dylan နဲ့ပေါ့နော်နောက်ဆုံးဘလို့ရှာမတွေ့ဘူးပေါ့နော်အဲ့နဲ့ဒါတော့ဆက်ရက်လိုက်တော့မယ်ပေါ့ photo card မပါတာတော့စောက်တိုက်ကိုပြီးရင်ပြန်ပြီးတော့ complete တက်ရမယ်ဆိုပြီးတွေးပြီးတော့ဆက်ပြီးတော့စောက်ဖောက်လိုက်ပါတယ်စက္ကန့်ပိုင်းလောက်ရုံးကန်လှုပ်ရှားမုံစားပြီးချိန်မှာတော့စာအုပ်ကအိတ်ထဲကနေထွက်လာပါပြီရှင်။ကျမ plastic အိတ်ကိုပြန်ပြီးတော့သုံးလို့ရအောင်ဆိုပြီးတော့ဘေးမှာတခြားလေးတင်ထားလိုက်ပါတယ်။ကာဘာကလေကတန်ပုံမြင်ရကြရပါလုံးဝဝါးဆိုပြီးအဲ့လိုမျိုးဖြစ်ခဲ့ရပေါ့။စာအုပ်ပေါ်မှာဖုန်းနေနဲ့တွေးလိုက်ရတော့လေတကယ်ကိုအနုစိတ်ပြီးတော့တော်တော်လေးကိုလာတာပေါ့နော်။ဆွေးပေးခဲ့တဲ့ artist ကိုလည်းကတန်ကျေးဇူးတင်နေတဲ့အကြောင်းဒီကနေထပ်ပြီးတော့ပြောချင်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကတန်တို့ကခေါင်လန်မှုမျိုးလေးကိုမျိုးဝင်ဆိုင်ဘုတ်ကအစာပေါ့နော်အနုစိတ်ပြီးတခြားလေးဆွဲထားတာပေါ့ကာဘာအပေါ်စီကမြင်ရတဲ့ပုံစံမျိုးကွာနောက်ပြီးတော့လေကတန်ရဲ့ fit ကိုအရင်ကတည်းကဖတ်ဖူးခဲ့လို့ဆိုသိလိမ့်မယ်အဲ့ဒီကာဘာလေးဆိုလို့ရှိရင်ကတန်ပုံတောင်ပြန်မချင်းရသေးဘူးပေါ့ဒီတောင်ပလန်းပုံစံကိုတအားသဘောကျလို့ဆိုပြီးတော့ဒီပုံဆွဲမယ်ဆိုတော့လေကတန်ပုံချမ်းလေးဆွဲပြီးတော့ဒီတိုင်းလေးလိုချင်ပါတယ်ဆိုပြီးတော့သူတို့ပြောခဲ့တာပြီးတော့အဲ့လေကလေးပုံပေါ်ထားတဲ့စိုက်ခင်းလေးတွေရောကောင်းကြီးရဲ့အယောင်ကအစားပေါ့နော်ဘလို့အချိန်မျိုးအဓိက highlight ထားပြီးလိုချင်ပါတယ်ဆိုပြီးတော့ဒါကတန်တို့ရေးတေချာတိုင်ပင်ပြီးတော့ဆွဲခဲ့ကြတာပေါ့ပြောရရင်ကာဘာကတန်စီရောက်နေခဲ့ရတော်တော်ကြာပြီပေါ့နော်ဒါပေမဲ့အကြောင်းမျိုးမျိုးနဲ့ delete ဖြစ်သွားတဲ့အတွက်ကြောင့်မလို့စာအုပ်ကတော့ခုနောက်ပိုင်းမှာပြန်ပြီးတော့ထွက်လာခဲ့တာပေါ့စလုံးကြီးကတော်တော်များတဲ့အတွက်ကြောင့်မို့လို့စာအုပ်ကလည်းထူသွားရပေါ့နော်ကတန်တာစာအုပ်တိုက်ကိုလည်းကြိုပြီး request လုပ်ထားပါတော့အပ်တွေထည့်ရင်ပတ်စံတွေအများကြီးခုမှဆိုလို့ကျွန်တော်ဇလန်းရှည်တယ်အဲ့တော့စာအုပ်လေးကိုပဲကောင်းကောင်းလေးထွက်အောင်လုပ်ပေးပါဆိုပြီးတော့သူတို့ကြိုပြီးတော့ပြောထားခဲ့ရအဲ့မှာစာအုပ်ကိုကြာနေတဲ့ short ကနေဘာကြီးလဲဆိုပြီးကြည့်လိုက်တော့အဲ့ဒါကျမပြောက်နေတဲ့ကနက်ကပ်ပါရှင်နောက်ဆုံးတော့ကျမအဲ့နက်ကပ်ကိုပြန်တွေ့ပါပြီတော်သေးရမှာမဟုတ်ရင်ကျမစာအုပ်တိုက်ကိုပြန်ပြီးတော့ complain တော့မှာသူတို့ကကြည့်ရစာအုပ်လေးကြားထဲမှာညှက်ပေးလိုက်တယ်ဒီမှာရဲ့တကယ်တော့လေဒါလေးမပါဘူးဆိုပြီးတော့ကတန်တခြားဟာတွေကိုအများကြီးပြောနေတာပေါ့ဒါပေမဲ့ဒါလေးတွေကိုပြန်တွေ့ပြီးဆိုတော့ဒီကတ်တွေအကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ်အဲ့တော့ဗီဒီယိုကတော့နည်းနည်းလေးရှင်းပါအောင်မယ်ရှင်ဒီ character art ပုံလေးနှစ်ပုံကကတန်ကဒီကိုနဲ့ချန်နိုင်နှစ်ပုံပေါ့နော်နှစ်ပုံတော့ဒီကျူတရာပုံမှာချန်နိုင်ကိုတက်ပုံရိုက်နေတဲ့အခန်းပေါ့အဲ့ဒါလေးကိုဆွဲခဲ့တာပုံကတေချာမြင်ရမလားတော့မသိဘူးကတန်စူးစမ်းပြီးတော့ပြနေတာပဲပေါ့နော်ကချင်ပြည်နယ်ပူတာအောင်မြို့မှာရှိတဲ့မူလာရှိတီကျူတရာကို inspire ယူပြီးတော့ဒီပုံလေးတွေကိုဆွဲခဲ့တာပေါ့ဆိုတော့ inspire ယူရဆိုတော့ဒီဝတ္ထုတွေမှာတော့သူတို့ကတကယ်သွားခဲ့ကြတာပေါ့နော်ဒါပေမဲ့ကတန်က artist ကိုတော့အဲ့ဒီကျူတရာရဲ့ပုံလေးတွေကိုပြပြီးတော့ကတန်လိုလေးလိုချင်ပါတယ်ဆိုပြီးတော့ request လုပ်ခဲ့တာပေါ့နော်ပုံလေးတွေကလည်းဒါကတန်အတွက်ကတော့ကတန်လိုချင်တဲ့အတိုင်းလေးရပါတယ်ပုံလေးတွေကိုလည်းသဘောကျပါတယ်အရောင်လေးတွေအားစားပေါ့နော်နောက်ပြီးတော့လေကတန်တီချာပဲရည်ရွယ်ချက်ရှိပြောခဲ့သလားဒါမှမဟုတ်တိုက်ဆိုင်သွားတာတော့မသိဘူးအဲ့ဒီကာဗာထဲမှာပါတယ်သူတို့နှစ်ယောက်ရဲ့ outfit ပေါ့နော်သူတို့ရဲ့ဝတ်စုံလေးနဲ့ကတန်ရဲ့ဒီ character art ထဲကပုံလေးတွေကတူနေတာကတန်တို့တွေကဒီစာအုပ်လေးထွက်လာဖို့ကိုအချိန်တွေအများကြီးပေးပြီးတော့ process တွေ run ခဲ့ကြဆိုတော့လေတချို့ဟာတွေကကတန်ဘာမှတော့သိပြီးမမှတ်မိတော့ဘာတွေပြောခဲ့လဲဆိုတာလေ
အော်တိုက်ဘက်ကလည်းဒါကတန်းစိတ်တိုင်းကြဖြစ်အောင်သူတို့တတ်နိုင်သလောက်အများကြီးလုပ်ပေးထားပါတော့အဲ့အတွက်လေးကျေးဇူးတင်ပါတယ်ဒါမှလေကတန်ဘလို့ပဲပြောခဲ့လေအဲ့စားကူထွက်လာရဲ့အချိန်မှာအဲ့ဒီပုံလေးဒူနေအောင်မြင်ပြီးတော့လေဟဲတိုက်ဆိုင်သွားလားဆိုပြီးတော့အဲ့လိုလေးဖြစ်သွားပါတော့အဲ့ဒါတော့မရပါပဲရှင်ကျွန်တော်ရတော့ဒါကတန်ချုပ်သားတွေပြန်ပြီးတော့စီးရင်းနေပေါ့နော်စားကူအဲ့ဒါပါကြည့်ဖြစ်ပါတယ်ဆာရသားအတွက်ကလည်းပေါ့နော်ကတန်တို့စားအုပ်တိုင်းနဲ့တိုင်ပင်ပြီးတော့ပေါ့နော်ရေရှည်အဆင်ပြေနိုင်လောက်မယ့်ဟာကိုရွေးခဲ့တာပေါ့အဲ့ဒါကတန်စာမျက်နှာကြီးလိုက်ပြနေရပါအများကြီးဆိုပြီးတော့ပြနေနေလေငါဘာလို့များစားကိုတော့လောက်ထူရေးခဲ့မိပါလဲအဲ့လောက်အများကြီးရေးခဲ့မိပါလဲဆိုပြီးတော့လည်းတွေးမိပါသေးရဲ့ရှင်ကတန်အတွက်ဆိုလို့ရှိရင်ဒီနေကြီးတွေးနေပါစေရရေဘူးသမျှဇလန်းတွေထဲမှာဒုတိယအရှိဆုံးအပုပ်ဆိုပြီးတော့တောင်ပြောနိုင်တယ်ပေါ့နော်အပိုင်းလည်းများတယ်လို့စလုံးရည်လည်းတော်တော်များပါတယ်ဒီမှာစာအုပ်မှာမတိကာလေးပါပဲဟုတ်သားပဲကတန်ကအခန်းလိုက်ခွဲရော်လေအဲ့တော့စာအုပ်ထဲမှာဆိုလို့ရှင်တော့ဒါကတန်အခန်းနေရဲ့ထိတ်လေးမှာခေါင်းစဉ်လေးပါတယ်တဲ့သူတို့ဒီစာအုပ်ထဲမှာလည်းထည့်ရေးပေးထားရဲ့ကျမလည်းခုစာကိုခုမှပြန်ကြည့်ရမဟုတ်ပါဘူးကတန်စာစစ်ပြီးရောစာစီရဲ့အမနဲ့ပြောတော့ကပြောခဲ့ကြသေးရဲ့ဟုတ်တယ်ကတန်ကအဲ့လိုပဲရွှေငါးမှန်ညံဆိုတော့လေဆိုတော့ပြောချင်တာလေးလည်းပြောပြီးသားကြီးဆိုတော့စာအုပ်နဲ့ပတ်သက်ပြီးတော့ကတန်မှာပြောစရာအများကြီးမရှိတော့ပါဘူးအချိန်လေးအများကြီးကြာသွားပေမဲ့လည်းနောက်ဆုံးခုလိုမျိုးအစီအမီပြေလေးထွက်လာခဲ့တော့တကယ်ကိုတော်ပါသေးရဲ့ပေါ့နော်ကတန်ဒီကလေးတွေကိုသူ့နေရာနဲ့သူတခြားလေးပြန်သိမ်းလိုက်ပါအောင်မယ်ဒီစာအုပ်လေးထွက်လာဖို့ဖက်ဖက်ကနေအကြံဉာဏ်ပေးခဲ့ကြတဲ့အမားတွေနောက်ပြီးတော့ဒီ artist တွေပေါ့နော်အဓိကတော့ကတန်ရဲ့စာအုပ်တိုင်းနဲ့နောက်ပြီးစာဖတ်သူတွေပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye